ကျွန်တော်တော့ကိုအောင်စောပါဗျာကျယ်စင်လင်းဖူဆယ်သိန်းရဲ့ဖောင်တာပါဗျာအရင်ကွဲတော့လည်းဒီလိုပါပဲကမ်ဘက်နဲ့လာတာပေါ့နော်အခုတပွဲလဲအများအားအောက်ကနေလိုက်ဆောတော့ပိန်တော့ပိန်ပန်းတာပေါ့ဗျာအတင်းသားတွေကတော့နောက်ကနေလိုက်ဆောဆိုတော့တော်တော်ပိန်ပန်းပါတယ်ဒါပေမဲ့ရသလောက်အားအင်းနဲ့ကျွန်တော်တို့လည်းနောက်ကနေ support ပေးတော့အားအင်းရှိအောင်တော့ဖို့ပေးရတာပေါ့ဗျာကိုတော့ဖို့ပေးတော့ပြောတဲ့အတိုင်းလည်း like ဖြစ်သွားတဲ့အတွက်ကျဉ်းနေပါတယ်ဗျာအခုကတော့ကျွန်တော်တို့က quarter final ရောက်ပြီပေါ့ဗျာအသိကောင်းလေးနဲ့ပဲတွေ့ရတော့မှာဆိုတော့ကျွန်တော်တို့ကပြင်းနောက်မနေ့ပြန်ကန်ရမှာဆိုတော့ပွဲကအရန်ဆက်သွားတာပေါ့ဗျာရန်ဆက်တော့ပင်တော့တားပင်ပန်းတာပေါ့ဒါရှိသလောက်အားလေးနဲ့ကျွန်တော်တို့စူးစမ်းပါမယ်ကျွန်တော်တို့ပွင့်ထိလာရောက်အားပေးတဲ့ပရိသတ်တွေရော TV ဖန်ကားပြကြည့်တဲ့ YouTube channel တို့ HTV channel တို့ပေါ့ကြည့်တဲ့ပရိသတ်တွေရောအားလုံးကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်မနေ့ပြန်တွေ့တယ်ကျွန်တော်ကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပါမယ်ဗျာဒီကတော့ကျွန်တော်တို့ကမနေ့ပြန်ခံရမှာသူတို့ကတော့တရက်လောက်နားချေရှိတာပေါ့ဗျာသူတို့ကကျွန်တော်အသင်းသားတွေကတော့တော်တော်ပင်ပန်းနေကြပါပြီခုတော်တော်နားယူဖို့နဲ့ကျွန်တော်နီးစနစ်တွေပေါ့နော်ဘယ်လိုနားရမလဲဘယ်လိုလုပ်ရမလဲဒီကြတော့ညွှန်ကြားထားပါတယ်မနေ့ပြန်တော့အသင်းကောင်းတဲ့သင်းကတော့တော်တော်ကောင်းပါတယ်ဗျာသူတို့ဆိုရင်တောက်လျှောက်နိုင်ထားတဲ့ပွဲဆိုတော့ဇနီးတကြတော့တူးချင်းသူတို့ကောင်းတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်လိမ့်လာပြီးတော့ပြန်တော့ပြင်ဆင်ရမှာပေါ့ဗျာအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ပြန်ပြင်ဆင်ပြီးတော့လုပ်ရပါမယ်ဗျာသူတို့လည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ရှုံးရလာမရအောင်တော့အကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့ကိုရဟိုကျွန်တော်တို့ကွင်းတီလာရောက်အားပေးတဲ့ပရိသတ်တွေရောဒီ line ပေါ်ကြည့်တဲ့ပရိသတ်တွေရောအားလုံးကျွန်တော်တို့အားပေးရကြုံနဲ့အောင်ဆက်ကြိုးစားပါမယ်ဗျာအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာ